မင်္ဂလာပါခင်ဗျာအထက်မြင့်အဆောက်အုံတွေဈေးဝယ်စင်တာကြီးတွေဒါမှမဟုတ်တရားကြီးတွေရဲ့အောက်ကိုတစ်ခါလောက်ကြည်ဘူးပါသလားအဲ့ဒီလိုကြီးမားခိုင်မာတဲ့အဆောက်အုံတွေဟာဘယ်လိုနည်းပညာတွေကြောင့်ဒီလောက်အားကောင်းနေရတာပါလဲဒီကနေ့မှာတော့ဆောက်လုပ်ရေးလောကရဲ့နည်းပညာတစ်ခုဖြစ်တဲ့ Post Tensioning Concrete အကြောင်းကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ concrete ရဲ့သဘောကိုအရင်နားလည်ထားဖို့လိုပါတယ်ကျွန်တော်တို့သိကြတဲ့အတိုင်းပါပဲ concrete ဟာ compression ကိုကောင်းကောင်းခံနိုင်ပေမဲ့ deflection ဒါမှမဟုတ် tension ကိုတော့ခံနိုင်မှုဟာအရန်ကိုပဲနေပါလွန်းလာပါတယ်ဒါကြောင့်မို့တာမန်စလက်တစ်ခုကိုဝင်တင်လိုက်မယ်ဆိုရင် concrete ဟာအောက်ဘက်ကနေ tension စဝင်ပြီးတော့ကွဲအပ်တတ်ပါတယ်ဒါဆို post tensioning က concrete ရဲ့ဒီအားနည်းချက်ကိုဘယ်လိုကူညီပေးမှာပါလဲနာမည်အတိုင်းပါပဲ post tensioning ဟာ concrete မာပြီးနောက်ပိုင်း post မှာ steel ကြိုးတွေကိုဆွဲခြင်း tension ကိုပြုလုပ်တာပါရိုးရိုးရှင်းရှင်းပြောရရင် concrete slab ထဲကိုကြိုတင်ပြီး compression တစ်ခုကိုထည့်သွင်းပေးလိုက်တာပဲဖြစ်ပါတယ်ဒီစနစ်မှာအဓိကအားဖြင့် strand လို့ခေါ်တဲ့ခိုင်မာမှုမြင့်မားတဲ့သံမဏိကြိုးတွေပါဝင်ပါတယ်ဒီ strand တွေကိုအကာအကွယ်လို့ပိုက်လို့ခေါ်တဲ့ galvanized sheet တွေထဲကိုထည့်ပြီးပေးထားတဲ့ design profile တိုင်းရအောင် install လုပ်ပြီး concrete ရဲ့ slab ပြင်ထဲမှာထည့်သွင်းတည်ဆောက်ကြပါတယ် concrete ဟာမာပြီးလို့သတ်မှတ်ထားတဲ့ခိုင်ခန့်မှုရောက်တဲ့အခါအများအားဖြင့်3ရက်ကြာပြီးတဲ့အခါမှာတော့ကျွန်တော်တို့မြင်တွေ့ရတဲ့ဒီလို hydraulic jet တွေနဲ့ကြိုးတွေကိုတွက်ချက်ထားတဲ့ pressure အတိုင်းဆွဲတင်ရပါတယ်ဒီလိုဆွဲတွင်းပြီးတဲ့အခါမှာဒီတင်းထားတဲ့ကြိုးတွေကိုလျှော့မသွားအောင် anchor place တွေ jaw လို့ခေါ်တဲ့ wedge တွေသုံးပြီးကျွန်တော်တို့ဆွဲထားတဲ့ tension ကိုအပြီးတိုင်း lock ခတ်သိမ်းလိုက်ခြင်းဖြင့် stressing operation တစ်ခုကပြီးဆုံးသွားပါတယ်ဒီလိုပြီးနောက်တစ်ဆင့်မှာတော့ကျွန်တော်တို့က galvanized sheet တွေတဲကို cement grout ဖြည့်သွင်းလိုက်တဲ့အခါမှာဒီတင်းထားတဲ့တန်တန်တစ်လျှောက်မှာ concrete နဲ့တန်တန်ဟာတသားတည်းဖြစ်ပြီးတော့ bonding strength ဖြစ်သွားမှာဖြစ်ပါတယ်အနည်းချုပ်ရရင်တော့ post tensioning ဟာ concrete ရဲ့အားနည်းချက်ဖြစ်တဲ့ tension ကို compression နဲ့တန်ပြန်တိုက်ထုတ်ပေးတဲ့နည်းပညာတစ်ခုပဲဖြစ်ပါတယ်ဒီနည်းပညာကြောင့်ပဲကျွန်တော်တို့ဟာပိုပြီးကြီးမားတဲ့ပိုပြီးလှပတဲ့ခင်မီတဲ့အဆောက်အုံတွေကိုဖန်တီးလာနိုင်တာပါဒီဗီဒီယိုလေးကနေတခုခုဘူဟုတုဒရခဲ့တယ်ဆိုရင် like and share လုပ်ပြီး subscribe လုပ်ဖို့မမေ့ပါနဲ့ခင်ဗျာနောက်ထပ် post tension နဲ့ပတ်သက်တဲ့ဘယ်လိုအကြောင်းအရာတွေကိုသိချင်ပါသလဲ comment လေးမှာရေးပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်